ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီတစ်ခေါက်ကျွန်တော်တို့တွေပထုံဌာနီမှာရှိတဲ့ငကတိုက်ဖျားပူကင်းစဉ်သွားမှာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့တွေကျောင်းဝင်းထဲကိုရောက်နေပါပြီเนาะကျောင်းဝင်းထဲမှာရောက်တဲ့ခါကျရင်ငါအလှမွေးမြူရေးကန်လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးမှာဓာတ်ပုံအမတ်တရားဓာတ်ပုံလေးတွေရိုက်တဲ့ခါကျရင်အရန်လှပတဲ့နေရာလေးတစ်နေရာဖြစ်ပါတယ်ဗျာငါးကလေးတွေကိုလည်းအစာဝယ်ပြီးကျွေးလို့ရပါတယ်ကုတူလည်းရသလိုအမတ်တရားတွေလည်းရသွားတာပေါ့ကဲပါအခုဒီမှာရှိနေရတဲ့ဘုံကြီးရုပ်ထုတော်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တစ်ဆက်တည်းမှာပဲကျွန်တော်တို့တွေငကတိုက်ဖျားကိုသွားဖို့ကားစီးရမှာဖြစ်ပါတယ်ငကတိုက်ဖျားကိုသွားတဲ့ခါကျရင်ကားအကျိုးဖို့ free ပေးပါတယ်ကိုယ့်ရဲ့ဇေဒနာတရားနည်းများမဆိုအလူခံဘုံထဲမှာငွေထည့်လို့ရပါတယ်အခုကျွန်တော်တို့ကားတွေစပြီးထွက်နေပါပြီခင်ဗျာဒီရုပ်တရားဘုံကြီးကျောင်းမှာမြန်မာပြည်သားတွေအရန်များတဲ့ဘုံတော်ကြီးကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်လူတွေလည်းအရန်စီပါတယ်ဟုတ်ကဲ့ပါမကြာမီတော်တင်းမှာပဲကျွန်တော်တို့ရေငကတိုက်ဖျားရတော့မှာဖြစ်ပါတယ်ရှင်းနာနဲ့ဆိုရောက်ပါပြီဗျာကဲအခုဆိုကျွန်တော်တို့ရောက်ပါပြီကားပေါ်ကနေဆင်းပါပြီညာကဲအခုကျွန်တော်တို့ငကတိုက်ဖျားကိုသွားဖို့တရားပေါ်မှာဖြတ်ပြီးသွားမှာဖြစ်ပါတယ်ဒီပယံတွေရဲ့လက်ရတွေကတော့တကယ်တည်တဲ့လက်ရတွေဖြစ်ပါတယ်ဒီငကားရုပ်တုဆိုရင်လည်းတကယ်အစ်စ်တိုင်းပါပဲကိုတွေကပုံထဲမှာမြင်နေရတာမဟုတ်ပဲအခုလက်တွေ့မြင်နေရတဲ့ငကားရုပ်တုတွေဖြစ်ပါတယ်လူတွေလည်းအများများပါတယ်ဟုတ်ကဲ့ပါဝေးမှာရှိတဲ့ကြီးကိုတွေလည်းပေါ့ပထုံဌာနီရဲ့ငကတိုက်ဖျားကိုမရောက်ဘူးသေးတယ်တစ်ခေါက်တော့ရောက်အောင်သွားဖို့ကျွန်တော်ကမန်းပေးပါတယ်ခင်ဗျာဒီနေရာလေးကတော့အမတ်တရားဖြစ်တယ်လို့ရမ်းပြောဖို့လည်းကောင်းပါတယ်ဒီနေရာကိုရောက်ရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်သွားသလိုပဲခံစားနေရပါတယ်ကျွန်တော်တို့မြန်မာပြည်သားတွေအများများပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုအဆက်လေးကိုထပ်မံစောင့်ကြည့်ပေးပါဦးနော်ကျေးဇူးတင်ပါတယ်